ये अपारूंगा चैनल लेवल से यार हम चैनल उड़ा भी लेवल सटे सी रखा के मेरे लाइव का लो सारा या बाऊ पूरा अटीफा मारा कुछ टॉय बाने okay class okay 当当那边拖书弄些这里面那个拖啊嘿打表你咯打表你打表你那种没有打表你现在都好对比打得好了是吧打表你哇扣吧嘞哎我လက်ဒီကခုဘာလို့ဒီလိုမှဒါနဲ့ကိုခုတ်ပြပြီးရောမှာစမ်းလက်တော့လီတူတူတော့ပြောလို့လေဟောလူတယောက်ရှိနေတော့ကျွန်တော်ဖရူတောင်းရဖို့ပြဟိုကျန်းနေရောမှာမင်းလက်တီးစားစားလိုက်ရောမှာဓာတ်စားစားလိုက်လက်တီးတော့စားမယ်ဓာတ်လည်းစားမယ်ဆိုရင်ဘယ်လိုလုပ်လဲဘုကကတော့တော့ကျိုးဖူးရတယ်ကဟိုလိုက်တော့အိုက်စတာဝါအီဂေတို့ဖလိန်တို့ရတယ်ဖလိန်ဖူးအိုက်စ်နဲ့ဖလိန်ရတော့အိုက်စ်ဖူးနဲ့ဖလိန်ဖူးရတော့ဗျာကျွန်တော်တို့ပြရမယ်တဲ့ဟိုလူတယောက် please food တို့ကျွန်တော်ဖူးတော့တောင်းနေကြတယ်ကျွန်တော်တို့ please food လို့ကျွန်တော်တောင်းကြည့်ပါမယ် please have a UIT please foodအဲ့ကျွန်တော် play food ပေးမယ်ချင်တယ်ရေအဲ့တော့ငါလိုက်တော့ပါဘောနော်ကျွန်တော်တကယ်ပေးမပေးဘူးလိုက်တော့ no ကျွန်တော်ဆိုအဲ့တော့ fruit don't forget နေ oh အဖိုး fruitဒီနေ့လည်းကျွန်တော်လည်းပြောတခုဗျာfree fruits ဆိုပြီးကျွန်တော်ပြန်ရေးလိုက်ပါတယ်တော့ကျွန်တော်အမေရိကန်ခေါ်ပါကျွန်တော်လည်းသူဆိုကြည့်ပြီး free fruit ထပ်ပြောလိုက်ပါတယ်အဲ့ဒီတော့ပြန်ပေးတယ်ကျွန်တော်လည်းမရှိတော့ဘူးကျွန်တော်သူ့နောက်ကိုလိုက်တယ်ပေါ့ဗျာမပေးမရှိပေါ့ဖေးရောက်တော့ဒီကမှာ free fruit ကျွန်တော် fruit လေးပေးပါသူကျွန်တော် fruit ပေးမယ်လို့တော့ထင်တာပဲ flame fruit လေးပေးရပါတယ် flame fruit လေးဆိုတော့ပါပြီဆိုတော့ flame fruit လေးပေးပါ please give me flame fruit please give me flame fruit yes ဒါပဲကျွန်တော် flame fruit ရပါပြီအဲ့ဒါကျွန်တော် eat စားလိုက်ပါမယ် let's go အဲ့ဒါကျွန်တော်ဝါရကောင်းတယ်ကျန်းစမ်းတော့ကျန်းလိုက်လား bra ကျန်းလိုက်လားကျွန်တော်ကိုဖမ်းမဲ့လူရောက်လာတယ်ထင်တယ်မဟုတ်ဘူးဟာ let's go ကိုကဒီဗတ်ထပ်ဖမ်းမယ် level mystery က profile level ရ mystery တက်တယ်ဖြစ်တယ်လို့မတားနဲ့ခုအော်ဒါနဲ့ကျွန်တော်အမတတိမချမ်းလေးလိုက်တာတော့ဟုတ်ပါတတိချမ်းနေပါ level တက် flame အော်တွင်းနေရအချိန်မှာကျွန်တော်တုံးတယ်လို့အခုလည်းဘလောက်လည်းမသိဘူးကျွန်တော်ကြည့်လောက်မကျွန်တော်73ဝဲရှိတယ်ဆိုဗျာဟောလို့ရှာလို့ flame food ဆိုရင်ငါပြည့်တယ်လေပဲအနေဖြစ်ပါဒီကောင်ကျွန်တော်တို့ရဲ့ level 15လောက်ဆိုရင်တော့အခုဆိုရင်ကျွန်တော် level 15ရောက်သွားတယ်လားကိုစီရောက်ခဲ့တာတော့ဘယ်လောက်လုံးဒီကွာကျွန်တော်တော့ cost တော့ကြည့် cost ပါပါတော့သူ 사지오면 저는
ဟုတ်တယ် element fruit ဟာတက်လိုက်စရုံမင်းပိတ်လိုက်ကျွန်တော် Let's go ပါမယ်လာလက်ဖက်25ရောက်တဲ့ခါမှာကျွန်တော်အောက်ဆောင်ရမယ်ထင်တာပဲရမယ်လို့တော့ထင်ဟာဘာလို့ကျွန်တော်ဒီကောလေးတက်နေရလဲဆိုရင်ကျွန်တော်တက်မှာဟိုကလေးဆိုရယ်ဘာလို့မလို့လဲငါကိုယ်တော့တက်မှာငါမရှိတော့တက်နေဟုတ်ပြီးတော့တိလိုက်ပါကိုယ်လာရလည်းပဲ25ထင်တယ်တိုင်းပဲလည်းပဲ25ဆိုတော့TV ကျွန်တော်ရမှာကတားနာတိုင်းနဲ့ဆွင်းတော့ခုတ်ပြတယ်ဗျာသူတေကလေးကြောင့်ပြန်ဆိုတတ်ပြလိုက်ဒါလေးလေ Mystery level 25 Fluffy level 25အောင်ပါကျွန်တော်တို့25အားတော့ရပါတော့ Let's go boom yo တပိုင်းလေဟာပြန်နေဟာပဲဒါပေမဲ့မထီဘူးနော်ကောဒါပေမဲ့နေရတော့တော်တော်လေးနေတယ်ice fruit စားထားတော့တော်အောင်မရေဘူးမလမ်းလျှောက်နေရဘာဖြစ်လို့လဲသိမလားဟို block food ထဲမှာဟိုကွာဖေးထဲမှာice fruit စားထားရကောဟိုလေဘာလို့ဒီဘောမှာစပိန်နေတော့ကောလည်းကောအောက်ကောဖြစ်တော့တယ်တရားတော့တူတယ်ဒီဒီဘောမှာစပိန်နေတော့ကောလို့ပြောလိုက်တော့တော်စပိန်နေတော့Flavor food က is သူစီရကို is စားတာ flavor ကြတာ Let's go ဘဘထပ်ပြေးလည်းမစကူမရှိကြဘူးနော်လည်းပဲနဲ့စကျွန်တော်တခြားထွန်းတွေတော်တော်ကိုင်းတယ်ရောဘောကျွန်တော်လည်းဆက်ရှိကနေကျွန်တော်တက်ပါကောဘာနဲ့ထွန်းကြည့်ပါဗျာလေသူ့ရဲ့တားရော့တယ်အဲ့လိုထိုးပြီးပြပြရမယ်ဘုံရပြီဖက်ရှင်ရ ice tea ရမလဲဆိုကျွန်တော်အဲ့လိုထိုးပြီးမယ်53ဘယ်လိုကျွန်တော်တို့ရော့တယ်သူတစ်ချက်ထိုးလိုက်ရင်တော်တော်ရော့တယ်ရောမထီပါဘူးသွားပြီရောမှာ ice tea ဟုတ်ပါ fire color နဲ့ ice tea နဲ့ ice tea ကျွန်တော်ခုမှတူပါပြီนี่จะเราชอบเยอะเลเวลตับบี let's go เลเวล10ရောက်တဲ့ခါမှာ consider ကိုကျွန်တော်တက်တော့ဒီတော့တက်လို့မရဘူးဟာငါ level 10ရောက်ပြီအချိန်မဆွဲတော့ဘူးဆိုပြီးကျွန်တော်အချိန်မဆွဲတော့ပါဘူးညာဘာဖြစ်လို့လဲသိမလား consider ကိုတက်မဲ့10ရောက်ပြီLet's go. Block fruit ကျွန်တော် level 10ပါပဲ။ဒီအတိုင်းပါပဲ။ Block fruit level 10ပါပဲ။အားရပေါ်တယ်နော်။ဒါ block fruit ပဲ level 10 Let's go. ဘုံတော့လောက်တော့ရတယ် monkey ဆိုရင်။ဟိုကောင်တော့ဖြုံမဘူးပြ။monkey ကကျွန်တော်နိုင်မှာမဟုတ်ကျွန်တော်သိတယ်။တယောက်တည်းဆိုနိုင်မှာမဟုတ်ကျွန်တော်သိတယ်။ကျွန်တော်ကူစားလို့ပဲလည်းမရှိဘူး။ဆိုတော့ Godzilla ကိုတော့တက်ရမယ် Let's go to K Godzilla King ဒီကျိုးမရှိရဲ့ Godzilla ကိုတော့တက်ရမယ်ဒါဒီဟိုကကျိုးမရှိရဲ့တော့ကျွန်တော်တွေးကြတယ်တရားမ28ပဲကျန်တော့အဲ့ energy မလောက်190မလောက်ရောမFire column အထနာကျွန်တော်တွေ့လိုက်တာဟုတ်ပါနော် fire column ကလေးကိုမလားမမဒီမှာlevel level 50လို့ရှိရမှာ
ကျွန်တော်ဟဲ့ပဲပြတာဘာလို့ကျွန်တော်ဝင်တော့လည်းသေးပါပြီရောမမင်းလည်းသေးတယ်ငါလည်းသေးတယ်မင်းလည်းသေးရောမ fire bullets ဘုံထပ်ကြီးတွေ့လားရောမဘင်းဘုံသူရဲ့အနောက်ပြန်ဆောဘူက fire ခေါ်တယ်ဟာဘုံလမ်းပြေးဘူရှူတူတော့ရတေးအလောက်လည်းမထီလို့ပေါ့အခုကျန်းတဲ့ fire bullets ကျွန်တော်လေးစကားလုံးလေးမှာအော်ဘာကြီးလဲခုံးထွက်ပြီးရဲ့ယူရမယ်ဆိုမှဘာကြီးလဲကသိချင်လို့ပါတော့fire bullets ဘလော့ဖူလေးပဲတိတ်မတင်ထောင်းရကျွန်တော်မရှိတဲ့စတိုင်တော့ဘလော့ဖူမှာပဲတင်တော့မယ်ဒါပေမဲ့တစ်ဖက်နေပါလေတင်သွားရမလို့ဆိုရင်ကိုစီလာကစ်တခြားရတဲ့တေဝါလေးပဲတော့ဟာရစီအိုင်လေးရောဘုံဝိုင်းတန်းခုတ်ဟိုထီးရအောင်ရောမင်းတန်းလုံးရမင်းဟဲ့ပြနေတာတိရောဘုံမင်းတုံးဝင်ဆိုရင်ဒီလိုလုံးလိုက်တယ်ဆိုတော့တိဘာလို့ဖြစ်လာဟိုဘုံဟာရကျန်တတွေ့ရပဲကျန်တော့နာမစ္စတီလာမတာဆာလေးပဲတော့ကျွန်တော်ဒါနဲ့တော့ခုံမိလိုက်တာပဲလဲရောက ice fruit ပဲကောင်းပါပဲသူတင်ချင်ကျွန်တော်တယောက်ရှိဆိုရေးကြည့်ရတယ်ဟမ်wait a minute ကျိုင်းနေတာဘူး damage ရတယ်လို့ပြောလို့ကျွန်တော်ခုနကလေးကျွန်တော် ice fruit ပေးမယ်လူတယောက်မှမရှိဘူးpro ice fruit ပေးမယ်လူတယောက်မှမရှိဘူးဘုံကျွချီတော့ရောမ fire bullets ဘာဒီကောင်ပါလဲဟာငါ့ကိုလိုက်ရရှာရုပ်မသိလိုက်ငါတမ်းချီအောင်ရောမငါရဲ့လက်တိစားလိုက်ရောအာယုခေါ်လာတော့ရဆုံးလိုက်ပါနေတယ်ရောကုန်ပြီ brother တွေကျွန်တော် blog ကြီး episode 2ပေါ့ခင်ဗျဟုတ်ပါတယ် episode 1မှာတော့ကျွန်တော်ကိုစီလာခေကိုမတက်ဘူးပေါ့ဘယ်ခီးတွေယူတက်ဘူးဒါပေမဲ့ live မကောင်းလို့မတက်လိုက် sorry ပါဘုံမကိုစီလာခေပြဖို့လိုက်အဲ့ဆိုကိုစီလာခေတော့တက်မယ်fire bullet ဆိုကျွန်တော်ပြောပြီးကိုစီလာခေတော့တက်ဖို့တော့ဒီကိုစီပြရလို့ကောင်းပါဆိုကျွန်တော်လုပ်လိုက်တယ်ဘုံyoမင်းနောက်တော့နောက်တော့ဆယ်yoမဟဲ့ဒီကောင်မသေးဘူးကောင်းတော့လာပြီတော့ဒီကောင်ပဲကြံတော့ဒီကောင်ဖြစ်နေပြီ let's go yo တော့ဆိုရင်တော့finish ချောဆိုကိုစီလာခေတပြီ level 30ရောက်ပြီဗျကိုစီလာခေတပြီ level 30ရောက်တော့ပြီ fire bullets yo ကျွန်တော်level 30ရောက်လဲခါကြရင်level 30အဲ့လောက်ကြရင်တယောက်ကတော့ fruit အေးမယ်
ကျွန်တော်ဟိုမှာသူတယောက်ပါလဲတို့ကျွန်တော် free fruit လို့တော့တောင်းကြည့်မယ်ယောဟာယောPLS FIUD free food no don't kill me boom ha Hold on,ကျွန်တော်နားလေဟာအဲ့ဆူလေးပေးပါလားမလို့ကျွန်တော်တော့တောင်းကြည့်မပေးဘူးဒါကိုစီလာခင်းထင်ကျွန်တော်တက်တယ်ဘာပြီးပါဟာမဟုတ်ဘူးကအော်ငါလည်းပေးလိုက်ရကွာအဲ့ဆူလေးရမရကျွန်တော်သူ့တော့တောင်းကြည့်ပဲကျွန်တော်တို့ခုတော့ခါတော့ပြီးမချတော့သူ please ကျွန်တော်တို့please follow ကျွန်တော်တောင်းကြည့်မယ် P is over variety fruit please food not spring these are what I'm fire bullet you know food baby no oh China चलो सही में तो तक जाए let's go चलो तो मैं नॉन टेन नो अबे चलो सोना लोग कहते हैं ये तो चलो yo come on man चलो दिया मैंने नाम कुछ हो गया आज फुली सारी नहीं रहा थोड़ा खाना ना सब ये ज़्यादा chào chào lại lắm đi tôi vô mà quay fire bless rồi mày đó fire ơi đừng nói fire bless no chỗ là một khi mà chờ đấyကျွန်တော်တို့အရှိတော်ပြီနောက်ဆုံးမယ်လို့ပြောမှုရှိတယ်မဟုတ်လို့တော့ဟာဝိုင်းဘာလို့လဲဘာလို့ level 3နဲ့မရောက်တာလဲနာ level 29ကောင်းပါflow flow ပဲကျွန်တော် level 1ပါအဲ့ level 1တဲ့ထုံးမှာဘူးပြဟိုဆိုတော့ level 19ရောက်လာမှာလို့တော့အဲ့ဖူးရရင်တော့ပြန်ကောင်းနေပြီကျွန်တော်ခဏလေးကြောက်ရောက်ကိုဖိသေးလို့ free fruit တောင်းနေတယ်ခဏလေးကြောက်ရောက်ကျွန်တော် fruit ပေးတော့နောက်ဒီနောက်ပါကြီးလေဝိဆိုခေါ်ချလိုက်တယ်ကျွန်တော်ချောက်ကြည့်ကျွန်တော်မသိဘူးဗျအဲ့လောက်ဆောင်းတာအနေကိုပြန်ကြည့်ကြည့်ပေါ့သိကျွန်တော်ပြတ်ကိုစီလော်ခေးရှိပါစေကိုစီလော်ခေးရေဘယ်နာမှလဲဘယ်နာမှလဲရောလာကြလားရောဟောရောဒီကောင်ငါ့ကိုလာထိုးချင်တာလေပြရမယ်တင်လား
ကောင်းလိုက်တာကွာကျန်လာပြောက်level 30လည်းမရောက်သေးဘူးလား level 30ရောက်တော့ဘယ်လောက်ဆောင်းလာလဲ fire bullets ခုမှကောပြကိပြပေါ်လာပြီဒီကောင် fire bullets နဲ့နေလိုက်တော့မယ် let's go ဆို quest သွားရမယ်အေးကူလုံးကြီး quest သွားရမယ်တော့ quest ဘာလို့လဲဘောဝပန်နဲ့ဘာလဲကျွန်တော်တော့မလားမချေတော့ရောက်နေပြီပြ25ရက်ပုံငါမဲ့ပဲလို့တော့ကျွန်တော်ထိုင်းနေပါဘူးနောက်ပြီးရမှာအိုက်စားပြီးခါဆောင်အိုက်စားမယ်ပြပြောရင်ကိုစီလာခွန်းတက်ပြီးတော့ပါရစ် village ကိုတွားမယ်လို့တော့ထင်တာပဲကျွန်တော်ဒီကြီးတွေကကြည့်ထားတော့နည်းနည်းလေးတော့တိပါတယ်ညဟုတ်ကဲ့အဲ့တော့မဆော့တော့ free food လို့ကျွန်တော်တို့တော့ခုံရရ please food လို့တော့ကြည့်ပါမယ်oh sorry ကျွန်တော်တို့တော့ရှောက်လာတာ no ရ level 50မှာဟာ ice food yes ice food ရတယ်ကျွန်တော်ပြပါလား PNS ဆိုကျွန်တော်ရေးရ free food လို့ကျွန်တော်ရေးလိုက်ပါတယ်ice fruit ရပါပြီနောက်ဆုံးတော့စားမယ်ကွာ ice fruit ရပြီဆိုyo slide လေဟုတ်တယ်ခိုင်းလို့ဗီဒီယိုကြည့်တော့တော့ကနေမအေးပေးလိုက်ဆောင်းလာဟဲ့ရုံကလည်းရှောက်လိုက်တော့လားသူအချိန်မဆိုတက်ကြရဘာဝိုးကျွန်တော်ကိုရှာပေးတယ်သူကBoo, yes. Brother. Look at what I'm making. How big you want to show you there? Like Johnny. Bye bye.